ရွက်ဟောင်းကြွေတာလားရွှေရောင်ပြောင်းတာလားမဟာဝိဇယကညောင်ရွက်ဝါများရန်ကုန်မြို့ရဲ့အထင်ကရမဟာဝိဇယစေတီတော်ဝင်းအတွင်းမှာရှိတဲ့ညောင်မင်းကြီးတပင်ဟာအခုရက်ပိုင်းအတွင်းအုတ်ချုပ်ရေးအတိုက်ဝန်းနဲ့ဝန်ထမ်းတွေကြားမှာဟိုးလေးတကြောရေပန်းစားနေပါတယ်အကြောင်းရင်းကတော့ညောင်ရွက်တွေဟာအစိမ်းရောင်ကနေရွှေရောင်ပြောင်းသွားတဲ့ဆိုတဲ့ထူးခြားဖြစ်စဉ်ကြောင့်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မေလ6ရက်နေ့ကစပြီးဇေဒီတော်ဂောပကအဖွဲ့ဟာဒီညောင်မင်းကအရွက်တွေရွှေရောင်တောက်လာတယ်လို့ဆိုကာတိုင်းသာသနာရေးဦးစီးဌာနကတဆင့်စစ်အစိုးရတာဝန်ရှိသူတွေစီအစီရင်ခံစာတင်ပြခဲ့ပါတယ်ဒီလုပ်ရက်ဟာနိုင်ငံတော်အေးချမ်းသာယာတော့မဲ့အတိတ်နိမိတ်ကောင်းဖြစ်တယ်လို့ပုံဖော်ခဲ့တာကြောင့်ဌာနဆိုင်ရာဝန်ထမ်းတွေကိုပါတွားရောက်ဖူးမြော်ဖို့ညွှန်ကြားချက်တွေထွက်ပေါ်လာခဲ့ပါတယ်လက်ရှိမှာတော့အဆိုပါညောင်ပင်ကိုတဲဖြူကင်းရာဇမတ်ကပြီးထူးထူးခြားခြားပြင်ဆင်ထားတာကြောင့်စီပင်တစ်တော်နဲ့သာသနာရေးဝန်ထမ်းတွေဟာအလှည့်ကျတွားရောက်ကြည့်ရှုနေကြရပါတယ်။ဒါပေမဲ့မြေပြင်သတင်းရင်းမြစ်တွေရဲ့အဆိုအရဒီကနေ့မှာတော့အဆိုပါညောင်ရွက်တွေဟာကျွေကြကုန်လို့တစ်ပင်ပေါ်မှာအရွက်မရှိသလောက်ဖြစ်နေပြီလို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စိုက်ပျိုးရေးကျွမ်းကျင်သူတွေကတော့ဒါဟာထူးခြားမှုမဟုတ်ပဲတာမန်ဇီဝကမဖြစ်စဉ်တစ်ခုသာဖြစ်တယ်လို့ထောက်ပြကြပါတယ်။နွေရာသီမှာရွက်ဟောင်းကျွေပြီးရွက်တစ်လဲဖို့ပြင်ဆင်ချိန်ဒါမှမဟုတ်ရေတက်မလုံလောက်တာနဲ့ပိုးမွားတံကြောင့်အရွက်တွေဝါလာတာဟာသဘာဝပဲဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါညောင်ပင်ဟာ1984ခုနှစ်ကတီရီလင်္ကာနိုင်ငံကနေယူဆောင်စိုက်ပျိုးခဲ့တာဖြစ်ပြီးအခုဆိုရင်တက်တန်း40နှစ်ရှိပြီဖြစ်ပါတယ်။အခုလိုသဘာဝအတိုင်းအရွက်ဝါတာကိုအနက်အဓိပ္ပာယ်မျိုးမျိုးဖွင့်ပြီးဝန်ထမ်းတွေကိုတွားရောက်ဖူးမြော်ခိုင်းနေတာကတော့ဝေဖန်စရာဖြစ်နေပါတယ်။